cái bà chăm lệချက်တော့မသိဘူးချက်တော့အဖြူအနီတော့နှွားပြီးသွားပြီကဲထဲကြိတ်လိုက်မယ်အဖြူလေးရဲ့ဂျင်းလေးရောပေါ့နော်ဝတ်သားလေးလည်းချက်မှာဆိုတော့ဒါချက်သွန်လေးတွေတီးတဲ့လုံးလေးတွေကိုမခွဲဘူးကဲစနုံးလေးထည့်မယ်အယောင်တင်လေးထည့်မယ်ကဲထည့်ပြီးတော့ကဲရပါပြီเนาะဒီလောက်အနေထားဆိုရပြီကဲဒါလေးကတော့မြစ်ချိုလေးတောက်ကြစီရဝေလာတာလေးပါပေါ့နော်အဲ့ဒါလေးလူတဲ့အပြိုင်အပိုင်းလေးတော့ဖြတ်ထားတယ်ပေါ့ပြီးရင်အနှစ်ကလေးဒီတစ်ဝက်ကတော့မြေစိမ်းလေးကိုလည်းပဲထည့်ပြီးတော့တခါတည်းကြိတ်လိုက်မယ်လုံးချက်ကလေးကိုလည်းကြည်နေအောင်ကြိတ်လိုက်ပါပြီကဲဒီမှာထည့်မယ်ခုနအနှစ်ထည့်ထားတဲ့ထဲကိုပဲဒါမြစ်ကလေးစိတ်ထားတဲ့ထဲပေါ့နော်ကဲဒါကြော်ထားတဲ့ကြက်သားကြော်လေးတွေကြံတာလေးတွေလည်းကဲရောထည့်ပြီးတော့မှွာပြီးတော့ထည့်လိုက်တယ်ပေါ့နော်ပြီးတော့ဒါငပိလေးဒါထိုင်းငပိလေးချို့တယ်ပေါ့ပြီးရင်စီလေးထည့်ချိုမုတ်စားလေးလည်းထည့်ထားတယ်နော်မစီလေးကိုကြိုက်တဲ့လောက်ပဲထည့်ပေါ့နော်ကဲကျမတော့အလောက်ထည့်ထားတယ်ကဲပြီးရင်လက်အိတ်ကလေးဆိုပြီးတော့နေပါမယ်မြစ်သေးကိုအရသာလေးပြီးစိတ်ဝင်အောင်နေထားတယ်ပေါ့နော်ကဲအပေါ်အောက်ကလေးတွေလည်းနေတယ်ဇင်းကြီးနှစ်ပြေကိုနေနေတာပါရှင်နေတယ်ပေါ့နော်ကဲဒါလေးတော့ရပြီပေါ့ရပြီဆိုရင်အဲလုံးချက်ကလေးကျမတော့အနှစ်ရည်လေးထည့်လိုက်တယ်ထည့်ပြီးတော့အုပ်ပြီးတော့တည်ထားတယ်ပေါ့နော်ကဲဒါလေးကတော့အုပ်တာလေးဖွင့်ကြည့်တဲ့အချိန်မှာလိုလေးဖြစ်ပြီးနည်းနည်းတော့အောက်မှာကတ်နေပြီပေါ့နော်အဲ့ဒါလေးကိုအပေါ်အောက်ပြီးမှုရတယ်အောက်ကတ်နေတဲ့ဟာလေးတွေကိုလည်းချစ်ပြီးတော့မှုရပေါ့နော်ကဲစားကျင်စရာလေးနော်စားကျင်စရာလေးတော့ဖြစ်နေတယ်ဒါပေမဲ့မကြက်သေးဘူးအဲ့ဒါလိုလေးမှုရထားပြီးလို့ရှိရင်ဒီမှာစီလေးပြန်တယ်လို့လေးတောင်ဖြစ်နေပြီဒါပေမဲ့ညှစ်မနူးသေးဘူးဆိုတော့ကျမတို့အမှစုံစည်းရည်လေးကိုထည့်ပြီးတော့ပြန်အုပ်တည်ထားလိုက်တယ်ပေါ့နော်ကဲပြန်ဖွင့်ကြည့်လိုက်တယ်ကိုလိုတဲ့ရေအနေထားရပြီဆိုရင်တော့အိမ်ကရှမ်းနန်းလီသွားခူးထားတာလေးတွေကိုအုပ်လိုက်တယ်ပေါ့နော်ကဲမွေးနေရပဲရမ်းကောင်းကဲဒါလေးကတော့မိပိတ်ထားတာလေးပေါ့နော်ကဲဒီကောင်မကြီးကလာဒီမနဲ့လာပြီးစော့နေလို့သူ့ကိုစော့ပြလိုက်ပါတယ်မသူ့ကိုပြောလို့တဲ့ဟိုဘက်ကမှသူ့သခင်ရှိလဲပြေးရသေးတယ်ဟာပြီးတော့ကျမချီပြန်ကျမပဲရန်ရှာတာသူအဲ့လိုဖင်တွန်းနဲ့ပြောလို့ပေါ့နော်80ဘူးအဲ့ဒါလေးကီလိုဝက်ကျော်လို့80ဘူးလီလို့သူဖေကပြောနေတာပေါ့နော်ရေသေးကိုထက်စီးတယ်စီးပြီးတော့ဒီမှာယူလာတာလေးပေါ့နော်ရေထက်စီးတန့်နေပါပြီပေါ့နော်တန့်တဲ့ဟာလေးကိုယူလာခဲ့တယ်ဒီနေမဲစလုံးတွေကိုထည့်လိုက်တယ်ထည့်ပြီးတော့အဲ့ဒါချုံမုတ်ကလေးထည့်တယ်ပေါ့နော်ချုံမုတ်လေးထည့်တယ်ပြီးလို့ရှိရင်စားလေးထည့်တယ်ပေါ့နော်စားလေးထည့်တယ်ကျမစနုံးလေးထည့်တယ်ပြီးတော့ဟိုခြံထားတဲ့အနှစ်ကလေးတစ်ဝက်ကိုထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ပြီးတော့နေပါရရှင်နေပါတယ်ဒီစင်းဒီနေပြီးလေးနေပြီးဆိုလို့ရှိရင်နော်ဒီမှာအပေါ်အောက်ကလေးတွေလည်းနေတယ်ပေါ့နော်အောက်မှာဟိုဟာလေးတွေအနှစ်ကလေးအသားလေးတွေမရောသေးဘူးဆိုတော့အမှစိတ်ကြိုက်လည်းနေရပါမယ်နော်။ဘာလို့အဲ့လိုလေးနေလို့ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့လူတလောက်စီလေးတွေထည့်တယ်ပေါ့နော်။အဲ့ဒီမှာအဖုံးလေးအုပ်ပြီးတဲတယ်။ဒီဟာလေးပြန်ဖွင့်ကြည့်တဲ့အချိန်မှာဒါရေမထည့်ရသေးတဲ့အနေထားလေးနော်။အမှလုံးနေနာလေးလုံးနေပေါ့နော်။ဒါပြီးလို့လုံးချက်ကလေးချက်လေးဆူတော့ကြတော့ပေါ့နော်။ခုနကျမထည့်တဲ့အနှစ်အနေထားနဲ့ဆိုလို့ရှိရင်ဟိုပါပေါ့စီကိုအများကြီးစီတက်ရမယ်မဟုတ်လို့ရှိရင်လည်းကတ်တယ်လေအဲ့တော့ကျတော့ကျမတို့လူတလောက်စီလေးထည့်ခြင်းလို့လုံးချက်လိုက်တာပေါ့နော်လုံးရင်းနဲ့မယ်စီလေးပြန်လာပြီဆိုရင်တော့အခုလိုလေးအနေထားဖြစ်ပြီးဆိုရင်တော့ဒီတယ်လေးလည်းပျောက်တယ်လေအဲ့လိုမျိုးနာလေးတာနေပြီနာလေးတာစီတက်ပေါ့နော်ဒါစီတက်တာလုံးစီတက်ပေါ့နော်
အဲ့လိုလေးဖြစ်ပြီးဆိုကျွန်မရေလေးထည့်လိုက်တယ်ရေလေးအပြည့်ထည့်တယ်နော်ရေနွေးလေးထည့်တာနော်ပြီးရင်အုပ်တယ်ထားလိုက်တယ်ကဲ2ရေ3ရေလောက်ဖြစ်ပြီးဆိုလို့ရှိရင်ဒီလိုအနေထားလေးရပြီပေါ့နော်ဒီလိုအနေထားလေးရေလေးအနေထားလေးကိုလည်းကိုကကြိုက်ပြီးပေါ့နော်အသားလေးတွေကိုစမ်းကြည့်တော့လဲနူးပြီပေါ့နော်အမအသားလေးဆိုနူးပြီဆိုလို့ရှိရင်တော့ကျမတို့ဒီလောက်ဆိုရပြီအဲ့ဒါဆိုရင်ဆွီတီမဆလာလေးအုပ်တယ်ပေါ့နော်ကျမမဆလာကြိုက်တဲ့မဆလာအုပ်နော်မဆလာလေးအုပ်ပြီးလို့ရှိရင်ဒီလိုအနေထားလေးဆိုတာမီးပိတ်လိုက်ပြီပေါ့နော်မီးပိတ်ပြီးပေါ့နဲ့မွေးနေတာပဲနော်မွေးနေတာပဲကဲရပါပြီမြင့်အဆက်ချက်ကလေးရယ်ဝတ်သားစီပြန်လေးရယ်လိုက်ဆက်စားကြည့်ကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်